ဘောလုံးပရိသတ်တွေအားလုံးစောင့်မျှော်ရတဲ့ကမ္ဘာဖလားပြိုင်ပွဲတွေမှာကျွန်တော်တို့မသိသေးတဲ့အန်အောစရာထူးခြားချက်တွေအများကြီးရှိပါတယ်ဒီဗီဒီယိုမှာတော့ကမ္ဘာဖလားသမိုင်းတစ်ချောက်ကအထူးခြားဆုံးအချက်တွေကိုတင်ဆက်ပေးသွားပါမယ်နံပါတ်1ကမ္ဘာဖလားကိုကယ်တင်ခဲ့တဲ့ခွေလီ Pickles 1966ခုနှစ်အင်္ဂလန်ကမ္ဘာဖလားမတိုင်ခင်မှာရွှေစင်အစ်စ်နဲ့လှုပ်ထားတဲ့ကမ္ဘာဖလားကြီးအခိုးခံခဲ့ရပါတယ်တနိုင်ငံလုံးရှာမတွေ့ဖြစ်နေချိန်မှာ Pickles ဆိုတဲ့ခွေလီကခြုံပုတ်တစ်ခုတည်းကနေအနံ့ခံပြီးတိုးရှာတွေ့ခဲ့တာပါဒီခွေလီသာမရှိရင်ကမ္ဘာဖလားကြီးပျောက်ဆုံးသွားနိုင်ပါတယ်နံပါတ်2ပြိုင်ပွဲတစ်ချိန်တည်းမှာဂိုးအများဆုံးသွင်းနိုင်ခဲ့သူပြင်သစ်ကစားသမား Jess Fontaine 1958ကမ္ဘာဖလားမှာတဦးတည်း73ဂိုးအထိသွင်းယူခဲ့ပါတယ်ဒီစံချီကိုဒီနေ့အထိဘယ်သူမှမချိုးနိုင်သေးပါဘူးနံပါတ်3အမြန်ဆုံးသွင်းကို2000ကမ္ဘာဖလားမှာတူရကီကစားသမားဟာကန်ဆူကာဟာတောင်ကိုရီးယားအသင်းဘက်ကိုပွဲစားပြီး17စက္ကန့်မှာပဲဂိုးသွင်းခဲ့တယ်မျက်တောင်တစ်ခက်အတွင်းမှာပဲဂိုးဝင်သွားခဲ့တာနံပါတ်4အတက်အငယ်ဆုံးကမ္ဘာဖလားချန်ပီယံဘောလုံးဝင်ပီလီဟာ1958ကမ္ဘာဖလားကိုဘရာဇီးအသင်းနဲ့တူစုခုချိန်မှာအသက်18နှစ်နဲ့249ရက်သာရှိပါသေးတယ်ဒီအသက်အရွယ်နဲ့ကမ္ဘာဖလားရတဲ့စံချိန်ကလည်းအခုချိန်ထိတည်ရှိနေစေဖြစ်ပါတယ်နံပါတ်5ပြိုင်ပွဲတိုင်းကိုဝင်ပြိုင်ဖို့တဲ့တစ်ခုတည်းသောနိုင်ငံဘရာဇီးနိုင်ငံဟာ1930ကနေအခုချိန်ထိကျင်းပခဲ့တဲ့ကမ္ဘာဖလားပြိုင်ပွဲတိုင်းကိုတစ်ချိန်မှလင်းတော့ချိမရှိပဲဝင်ရောက်ရိုင်ပြိုင်နိုင်ခဲ့တဲ့တစ်ခုတည်းသောနိုင်ငံဖြစ်ပါတယ်ချန်ပီယံဆုကိုလည်း9ချိန်တိတိရယူထားနိုင်တဲ့အအောင်မြင်ဆုံးအသင်းပါဒီအချက်တွေကဘယ်အချက်ကတင့်အတွက်အံ့ဩစရာအကောင်းဆုံးလဲဆိုတာကိုကိုမမရေးပေးခဲ့ပါဦးနောက်ထပ်စိတ်ဝင်စားစရာဘောလုံးသတင်းနဲ့ဗီဒီယိုတွေအတွက် like နဲ့ follow လုပ်ထားဖို့မမိနဲ့နော်အဆုံးထိကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်